Hello အားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့ကတော့ Minecraft ဗီဒီယိုတစ်ပုဒ်တင်လာပါတယ်ဗီဒီယိုတစ်ပုဒ်ကဦးစားနဲ့ဆုံးသက်ထွက်လို့မရလို့ဆိုပြီးကျွန်တော်ဗီဒီယိုလေးဦးနဲ့ပဲဆုံးသက်လိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဘာသာတော့အံ့ဩပါစေမယ်မော့တစ်ခုလောက်ပြသွားမှာဖြစ်ပါတယ်ဟာနမမရဒီမော့မဟုတ်ကျွန်တော်ချားမော့အဲကျွန်တော်ဟောက်လောက်တော့စက်ကားကြည့်တာမနော်ကျွန်တော်ပြရာသာတို့ကြိုက်သွားပြန်ဒီမော့ကကူးလို့ရပါတယ်Minecraft လို့တာရှာလိုက်ပါ brother တို့တွေ့လိုက်ပါမယ်အဲ့ဒါအကူအဲ့ဒါတော့ Iron Golem Creeper Iron Golem ပုံစံလေးနဲ့ပါဝင်တော့တူလုံးထင်ပါနဲ့Godzilla တွေပါလာမှာပါဒီကမ်းကျန်းစားကောင်းတွေပါလာကင်းကောင်ကပါလာမှာပါရောက်လိုက်ဝင်လေးကွာမြန်ဝင်ပါโอเคဝင်ပြီနော်ဝင်လောက်ပါလို့ကျွန်တော်တော့အဖန်ကျွန်တော်အဲ့ဒီမှာဘာသာတို့အမြင်ဝက်အဲ့ဒီနဲ့တီးကြီးပြလာတော့ဘာသာတစ်ခါမှမြင်ဒါတွေသက်ထွက်လာပါတက်လောက်တာပါဒီဥတွေရောပါဒီဥတွေရဲ့အတက်လောက်တာပါကျွန်တော်ဒီနေ့ထုတ်ပြသွားမယ်ဥကတော့ဒီဥရဲ့ထုတ်မဲ့ဥဒီဥရဲ့ဒီကောင်နှကောင်ကျုံခိုင်းမှဖြစ်ပါကျွန်တော်တို့ဒီနောက်ရောက်လာမြို့ရောက်ရမယ်ဆိုဒီနောက်ရောက်လာမြို့လိုက်ရှာရကျွန်တော်အန်တာပေါ်တဲ့သွားပြီးဒီရောက်လာလမ်းပြပါအရင်ဆုံးလိုက်ရှာဒီတန်သွားကြည့်မြို့ယူပြန်သွားကြည့်ပိုးတော်တိုးလာတယ်โอเคတွေ့ပြီကျွန်တော်အချိန်မဆွဲရှင်လို့မိုးလေးအောင်ပဲလှုပ်လိုက်မိုးလေးအောင်လှုပ်လိုက်တယ်ရတော့လွယ်ပါတယ်ဒီလိုအပေါ်လေးဒီနားလေးကိုနှိမ့်လိုက်ပါနှိမ့်ပြတာလေးနှိမ့်မိုးတိတ်ရှင်နေမိုးရရှင်နေမိုးတိတ်ရှင်နေတော့ဒါလေးတွေနှိမ့်ပြပါမိုးလေးရှင်နေညရှုပ်ရှင်နေမနှိမ့်ရောက်ရှင်ဒါလေးနှိမ့်ပြပါဒါတော့ဗာမင်းဒီချောက်မကလေးနဲ့သွားတာကျွန်တော်ဒီကောင်တော့ရှေ့ချိုးပါပါတို့မြင်ဘူးတိကြမတင်ပါဘူးGodzillaကြီးပဲဒီကောင်တော့ဘာသာတို့ကျတဲ့ Godzillaပဲဖြစ်ပါတယ်စတင်ကျုံနေပါပြီကျွန်တော်တော့ကြည့်နေထိုင်ကြည့်နေပါတယ်အကောင်တွေတော့သိကျဲနေပါတယ်ကျွန်တော်လည်းတောင်ခံလို့ဒီမှာမျိုးဝင်ကြုံနေပါတယ်ရောအဝါသိတဲ့မရတော့မြာမဖြစ်လေကွာလောက်ပါမြာ
ကိုဒီလာသိတော့တော့ဝါငါဝင်စားလို့ရတဲ့ကောင်လေးဖိုင်နောက်ဆုံးမှတော့ကင်းကောင်ချုံးသွားပါတယ်ဖိုင်နယ်ဘော်လည်းချုံးသွားပါနှစ်ကောင်စလုံးတော့တိတ်ကြပါနှစ်ကောင်လုံးတော့တိတ်ကြသွားခဲ့ပါတယ်အိုးမီးပြောက်သွားကျွန်တော်အိမ်မှာမီးပြောက်သွားပါလေမီးပြောက်သွားလို့ကျွန်တော်ခဏလေးစောက်ပါဘာလို့ခဏလေးစောက်အေး